content creator လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် content creator ကပင်ပန်းလို့ဆိုပေမဲ့ idea တစ်တွေအများကြီးကိုဒါစဉ်းစားရတယ်ဖန်တီးရတယ်ဖြစ်တဲ့အတွက်ကြောင့်တွေ့တော့လက်ကူနေပါတော့ content creator လုပ်ဖို့အတွက်ကိုဆုံးဖြတ်လိုက် content creator လုပ်တာကမပင်ပန်းလို့တော့ဆိုပေမဲ့ခေါင်းနဲ့လှုပ်လှုပ်ရတဲ့အတွက်ကြောင့်မို့လို့အများကြီးတွေးခေါ်ရမယ်တော့ share ထားတာမျိုးတွေရှိပါတယ်ဘာလို့ဒီလိုဆုံးဖြတ်ရလဲဆိုလို့ရှိရင်ရင်ထဲကလည်းလုပ်ဖို့လေစီစဉ်ရှိတယ်ဒါပေမဲ့စင်ကြီးတွေမျိုးမျိုးကိုပေးပြီးတော့မလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုမှတကယ်လုပ်ဖြစ်မယ်ဆိုပြီးတော့စိတ်ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်လူလည်းအားနေရတယ်ပါတယ်လက်ရှိအချိန်ကြီး UAE နိုင်ငံဒီဘိုင်းမှာဖြစ်နေတဲ့ဖိစားတွေအတွက်ကြောင့်မို့လို့လည်းလုံမဲ့နဲ့ချိန်ဆွဲနေတဲ့အတွက်ကြောင့်မို့လို့ဒီနေ့မှာတော့ချိန်မဆွဲပဲနဲ့ content creator ကိုစပြီးတော့လုပ်ပါမယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်ဆုံးဖြတ်ချက်တွေချပြရတဲ့အခါမှာလည်းမဖြစ်မနေလုပ်ကိုလုပ်ရတော့မယ်ဆိုတဲ့အသိစိတ်ကလည်းခေါင်းထဲမှာဝင်လာတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဖြစ်ချင်တာပဲရှိတယ်ဖြစ်အောင်လုပ်ဖို့ကိုအများအားချိန်ကြီးဆွဲနေကြတယ်အဲ့ဒါကြောင့်မို့လို့ဒီနေ့မှာတော့ကျွန်တော်ကိုယ်တိုင်အဲ့စိတ်တွေကိုဖျောက်ပြီးတော့ဒီနေ့ content creator ကိုစပြီးတော့လုပ်ပဲဆိုပြီးတော့စိတ်ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့သူရအောင်ပါကျွန်တော်ရဲ့သူရအောင် blog လေးကိုလည်း like and follow လေးလုပ်ပေးပါဦးဖြစ်ချင်ပါတယ်